Okay, မင်္ဂလာပါ Okay ပါဟုတ်ကဲ့ကျွန်တော်မိသားစုဝင်ကတော့အားလုံးပေါင်း9ယောက်ရှိပါတယ်ကျွန်တော်ကတော့အကြီးဆုံးဖြစ်ပါတယ်ပြီးတော့ကျွန်တော်အောက်မှာကျွန်တော်ညီလေးရှိတယ်ညီမလေးရှိတယ်ညီမလေးကတော့အငယ်ဆုံးဖြစ်ပါတယ်ဟုတ်ပြီးတော့အဖေနဲ့မေပေါ့ဟုတ်ကဲ့ကျွန်တော်တို့မိုးကုတ်ဇာတိပဲဖြစ်ပါတယ်ပထမဆုံးဒီရန်ကုန်ရောက်လာတော့10တန်းပြီးရကျွန်တော်ဒီရန်ကုန်ရောက်လာပါတော့ရောက်လာပြီးတော့ကျွန်တော်ဒီအနုပညာတော့စပြီးတော့မလုပ်ဖြစ်သေးဘူးကျွန်တော်ဒီလိုပဲတင်တန်းနေပါကျွန်တော်တက်ဖြစ်တယ်ကျွန်တော်အနီးနားမှာပဲကျွန်တော် gym လေးပါဆော့ပြစ်တယ်ပေါ့နော်ဆော့ပြစ်ပြီးတော့နောက်ရန်ကုန်မှာနေရာ9နှစ်လောက်ကြာတဲ့အချိန်ကျမှကျွန်တော်ပြိုင်ပွဲတစ်ခုဝင်ပြိုင်နေတဲ့အနုပညာလမ်းကြောင်းတွေကိုရောက်လာတယ်လို့ပြောလို့ရတယ်ပေါ့ဟုတ်တင်တန်းကတော့ဒီအနုပညာနဲ့ပတ်သက်တာတော့မဟုတ်ဘူးဒီပညာရေးနဲ့ပတ်သက်တာလေးပေါ့speaking English speaking နဲ့တက်ဖြစ်တယ်ပြီးရင်ဒီကွန်ပျူတာနဲ့ပတ်သက်တဲ့သင်တန်းလေးတက်ဖြစ်တယ်ဟုတ်ကဲ့မန်လေးမှာကျွန်တော်ရတနာပုံတက္ကသိုလ်မှာ2နှစ်လောက်တက်ဖြစ်ပါတယ်ကျွန်တော် image model သင်တန်းကတော့မတက်ဖြစ်ဘူးပထမတော့လို့ model သင်တန်းတက်ဖို့တော့ရွေးချက်ရှိပါတယ်ဖြည်းဖြည်းနဲ့ကျွန်တော်ကပြိုင်ပွဲတွေဝင်ပြိုင်ရင်းနဲ့ပဲပြိုင်ပွဲမှာကျွန်တော် training တွေပေးတယ်အဲ training တွေပဲတေချာလိုက်လုပ်ပြီးတော့ဒီပြိုင်ပွဲ3ပွဲလောက်ဝင်ပြိုင်ဖြစ်ခဲ့တယ်ပေါ့နော်ဖြစ်ခဲ့တော့အဲ့လို photo shooting တွေလည်းပါတယ်ဆိုတော့တခါတည်းသူတို့ကတင်နန်းတဘောနဲ့ကျွန်တော်တို့ training လုပ်ပေးတယ်ဒီ cover shot တာတို့ဒီ photo မှာ post ဘယ်လိုလုပ်ရလဲဆိုတဲ့ဟာတွေကစပြီးရင်ဝတ်တာစားတာဘယ်လိုနေထိုင်သွားလာမှုကစကျွန်တော်တို့သင်ပေးပါတယ်ဟုတ်ကျွန်တော်ဆိုအဲ့ကအတွေ့အကြုံလေးတော့ရထားပါတယ်ဟုတ်စိတ်ဝင်စားပါတယ်ဒီ model စပြီးတော့လောက်ကစားဆိုရင်လို့ post ကိုဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့ဟာမျိုးပြီးရင်အဝတ်အစားကိုဘယ်လိုမျိုးပေါ်လွင်အောင်ပေါ့နော်ဘယ်လိုမျိုး post တွေနဲ့မျက်နှာကိုဘယ်လိုအနေထားမျိုးနဲ့လုပ်ရင်ပို့ပြီးတော့မိုင်လဲဆိုတဲ့ဟာမျိုးတွေလေ့လာဖြစ်ပါတယ်ပြင်ပွဲကတော့ဒီနောက်ပိုင်းတော့တိတ်မပြိုင်ဖြစ်ဘူး Mr. Asia 2014ပွဲကတော့ကျွန်တော်ရဲ့နောက်ဆုံးပွဲပါပဲအတွေ့အကြုံအနေနဲ့တော့ပွဲပထမဆုံး The First မြန်မာခုကိုင်း2013ကိုကျွန်တော်စပြိုင်တယ်စပြိုင်ပြီးတော့အဲ့မှာတငယ်ချင်းတွေကကျွန်တော်တိုက်တွန်းပြီးတော့ဝင်ပြိုင်ဖြစ်ခဲ့တယ်တငယ်ချင်းတွေနဲ့အကုန်လုံးအတွေ့အကြုံရပဲဝင်ပြိုင်ဖြစ်ခဲ့တယ်ဒါပေမဲ့အဲ့မှာကျွန်တော်အတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်ပွဲအတွေ့အကြုံတွေရခဲ့တယ်ပေါ့နော်ပြီးတော့ကျွန်တော်စုလည်းရခဲ့ဆိုတော့ကျွန်တော်နောက်တစ်ပွဲထပ်ပြိုင်ဖို့အတွက်ကျွန်တော်ခွန်အားတွေကျွန်တော်အများရရှိခဲ့အဲ့ချိန်မှာကျွန်တော် Manhattan 2013ဆိုတဲ့ပွဲကိုဆက်ပြီးတော့ပြိုင်တယ်အဲ့မှာလည်းကျွန်တော် main တိုက်တယ်မဟုတ်ပေမဲ့ sub တိုက်တဲ့အနေနဲ့ကျွန်တော်ရရှိခဲ့တယ်ဆိုတော့အဲ့ပွဲပြီးရတယ်ကျွန်တော်2014မှာမြန်မာနိုင်ငံကိုစားပြုအနေနဲ့ဒါဟောင်ကောင်တွားရောက်ရှင်ပြိုင်ခဲ့ပါတယ်အဲ့မှာကျွန်တော်စုတွေအများကြီးရရှိခဲ့ဟုတ်ကဲ့အဲ့ဆိုတော့ပွဲအတွေ့အကြုံကတော့ကျွန်တော်3ပွဲရဲ့အတွေ့အကြုံလေးတွေကတော့အနေချင်းတော့ကျွန်တော်ရရှိခဲ့ပါတယ်ကျွန်တော်တချင်းဆိုတော့အရင်ဝါသနာပါတယ်ဝါသနာအရင်ခံနေကျွန်တော်တချင်းလေးလှုပ်ဖြစ်တယ်ပေါ့နော်လှုပ်ဖြစ်တယ်ဒါပေမဲ့တယောက်တည်းကျတော့လဲtrap ဖို့အလောက်ပြောမယ်ဆိုခွေထွက်ဖို့ဆိုတာအရန်ကိုဝင်တော့ကိုအရန်ကြီးတယ်ပြီးရင်ဖက်ကလည်းအများကြီး sporting တွေလိုတယ်ပေါ့နော်လိုတယ်ဒီရိုက်ကူးရေးပိုင်းရောပြီးရင်ဒီတချင်းရွေးတာတွေရောပါမယ်ပြီးရင်တချင်းကိုတချင်းရေးတဲ့လူစီအပ်မယ်ဒါပြီးရင်တချင်းကိုစိုးမယ်ပြီးရင် amazing တွေလုပ်မယ်ဆိုတော့ဒီ process ကြီးကအရန်ကိုများတယ်များတော့တယောက်တည်းလုပ်ဖို့ကြတော့မဖြစ်နိုင်တော့ကျွန်တော်တငယ်ချင်းတယောက်နဲ့ကျွန်တော်တွဲလုပ်ဖြစ်တယ်ဟုတ်ဆိုတော့ငကိုရီးယားဝါသနာပါတယ်ဝါသနာပါပြီးတော့တချင်းကိုလည်းဆိုရတာအရင်နှစ်သက်တယ်နှစ်သက်ပြီးတော့တချင်းကိုလည်းလှုပ်ချင်တယ်ပေါ့နော်အဲကြောင့်တချင်းလေးလှုပ်ဖြစ်သွားဖြစ်ပါတယ်တရုတ်ဆောင်တာဒီလိုပေါ့ကျွန်တော်အမြင်နဲ့ကြည့်မယ်ဆိုရင်တော့ဒီ model လှုပ်တယ် model နဲ့ဒီတချင်းဆိုတဲ့တရုတ်ဆောင်တယ်ဆိုတာဒါအနုပညာတစ်ခုကိုဖန်တီးနေကြတာပဲအကုန်လုံးကဒီနေပယ်တစ်ခုတွေကပဲတွားနေကြတာပေါ့နော်ဆိုတော့အကုန်လုံးဆက်ဆက်မှုလေးရှိရယ်ရှိရယ်ဆိုတော့ကျွန်တော်အနေနဲ့လည်းအကုန်လုံးဝါသနာပါတယ်ကျွန်တော်တို့တချင်းမှာ music video ရိုက်ပြီးဆိုရင်တော့မှဒါတရုတ်ဆောင်ရတယ်အနေချင်းတော့တရုတ်ဆောင်ရတယ်ပေါ့ဒီသူအဆွေးလေးလားပြီးရင်အပျော်လေးလားပြီးရင်ဘယ်လိုအကျန်းလား rock လားဘယ်လိုမျိုးဆိုအဲ့လိုမျိုးတရုတ်ဆောင်ရဆိုတော့ mood တွေကသူကနေသူကွဲတယ်ပေါ့ကွဲရဆိုတော့ကျွန်တော်တရုတ်ဆောင်ကိုလည်းအရင်တည်းကဝါသနာပါတယ်ဆိုတော့Bonanza production ကလည်းစပြီးတော့ကျွန်တော်ကန်လန်းနေဆိုတော့အဲ့မှာစပြီးတော့ကျွန်တော်ရိုက်ဖြစ်သွားတယ်တချင်းဝေလောက်တာဆိုရင်ကျွန်တော်တို့မမရရဆိုနည်းနည်း
နှစ်ခွဲ3နှစ်နီးပါးလောက်ကြာတယ်ဟုတ်အချိန်တော်တော်လေးတော့ယူလိုက်ရတယ်ကျွန်တော်တို့အကောင်းဆုံးဖြစ်စေချင်တဲ့အတွက်ပထမဆုံးအတွေ့အကြုံလေးဖြစ်တော့ဟိုတချို့ဟာလေးလည်းလုပ်ပြီးတော့မကောင်းတော့ထပ်လုပ်ရတဲ့ဟာတွေလည်းရှိတယ်ပြီးရင်စောင့်ရတာပေါ့နော်ဒီအဖွဲ့အစည်းတစ်ခုနဲ့အလုပ်လုပ်ရတာဆိုတော့ဟိုတယောက်နဲ့တယောက်စောင့်နေရတဲ့နည်းနည်းကြာသွားတယ်ကြံ့ကြာမှုလေးလည်းရှိတယ်ပြီးတော့ဒီခွေကိုအကောင်းဆုံးဖြစ်စေချင်တဲ့အတွက်အဖက်ဖက်ကနေပြီးတော့ဟိုတင်စရာမြင်စရာတွေနဲ့ကျွန်တော်တို့ဟိုတက်ကြွတဲ့လူတွေနဲ့ပူပေါင်းပြီးလုပ်တာဆိုတော့နည်းနည်းလေးတော့အချိန်ကြာသွားလေးရှိဟုတ်the accident ညတော့ဒါကျွန်တော်ရဲ့ပထမဆုံးထွက်ရှိရဲ့ဗီဒီယိုကားလို့ပြောလို့ရပါတယ် the drama အနေနဲ့လည်းဒါပထမဆုံးကားပါနော် so သူဒီကားထဲမှာကဒီကားရဲ့ဇလန်းလေးကအဲ့လို drama ကိုနည်းနည်းလေးပို့ပြီးတော့လေးရဆိုတာနည်းနည်းပို့ပြီးတော့ဟိုလေးနေတဲ့ပုံစံမျိုးလေးပေါ့drama အရန်လေးနေတဲ့ဟာမျိုးလေးဆိုတော့ဒီထဲမှာငိုရတဲ့အပိုင်းလေးစကားလုံးပြောရတဲ့ dialogue တွေရာစလေးနဲ့လေးနဲ့တလုံးလို့ဖြည်းဖြည်းချင်းစီပေါ့ character လေးဖြည်းဖြည်းချင်းစီပြောရတဲ့ဟာမျိုးလေးပေါ့ဆိုတော့ကျွန်တော်ကြိုပြီးတော့ဟိုပြင်ဆင်မှုပိုင်းလေးတွေလုပ်ရတယ်director နဲ့ဒါတိုင်ပင်နေပြီးရင်ဇလန်းရေးဇညုံရေးဆရာကြီးနဲ့လည်းကျွန်တော်တို့ dialogue တွေပြောကြည့်ပြီးအသင်ကိုပါဇက်နဲ့အဆင်ပြေတဲ့ဟာလေးစကားလုံးလေးကိုပြန်ပြီးတော့ပြင်တဲ့အပိုင်းလေးလည်းရှိတာပေါ့ဆိုတော့ဒီ character ကကျွန်တော်အပြင်က character နဲ့တိတ်ပြီးတော့မကွာဘူးပေါ့နော်မကွာဘူးဆိုတော့အရန်လေးလိုက်တတ်တယ်ပြီးတာတေချာလေးလည်းဒီထုတ်လို့ရတယ်တေချာလေးရွေးချယ်ပြီးတော့ဇလန်းလည်းတေချာလေးပြင်ဆင်ထားတဲ့အတွက်လည်းဒီ character လေးကကျွန်တော်ရဲ့ character လေးပိုပေါ်စေတာပေါ့ကြည့်ပြီးတော့တဲ့ခါမှာကျွန်တော်ပထမဆုံးစကြည့်ရတော့ဒါကိုယ့်ရဲ့ပထမဆုံးတွေ့ကြုံဆိုတော့တိတ်ပြီးတော့အားမရပါတော့အားမရဘူးဆိုပေမဲ့လည်းပရိသတ်တွေစီရောက်သွားတော့ပရိသတ်တွေရဲ့ feedback ကကျွန်တော်အတွက်အရင်ဝမ်းသာစရာကြီးဖြစ်ခဲ့ပါတယ်ဆိုတော့အများကြီးကျွန်တော်ဟိုခွန်အားတွေအများကြီးဖြစ်စေခဲ့တဲ့ဒါဗီဒီယိုကားလေးလို့လည်းပြောလို့ရပါတယ်ဘယ်လာနဲ့ကျွန်တော်ဘယ်လာအန်မီကတော့ကျွန်တော်အဲ့ကတော့ဒီ comedy romance လေးပေါ့ romance လေးဇလန်းလေးအချစ်နည်းနည်းလေးကြော်ထားတယ်ပြီးဟာတာလေးလည်းပါတယ်ပေါ့နော်ဆိုတော့ဟာတာဆိုပေမဲ့ဟာတာကလည်းဟိုနည်းနည်းအလွဲလေးပေါ့တယောက်နဲ့တယောက်အလွဲလေးဖြစ်တယ်ဆိုဟိုပေါ့ပါလေးပါပဲပုံမှန် character လေးပုံမှန်လူငယ်ပုံစံမျိုးလေးဆိုတော့အရင်ကရှေ့က drama ပြီးတော့ဒီကဟိုပေါ့ပါလေးဆိုတော့ဟိုစူးစမ်းပြီးတော့လုပ်ထားတယ်ကျွန်တော်လည်းအဘဲလန်းမီမှာဟာတာလေးနည်းနည်းလေးဖောက်ထားတယ်ပေါ့နော်ဆိုတော့အဲ့လေးကလည်းပြိတ္တရှင်ထဲမှာလည်းဟိုအခုပြန်ကြားရတော့တော်တော်လေးတော့အားပေးကြပါတယ်အိုစားတော့တခါကျွန်တော်တို့ကဒီထုတ်လို့ရရပဲအကုန်လုံးစီစဉ်ပေးရပါတော့စီစဉ်ပေးရဆိုတော့ဒီ character နဲ့ live ဖက်တဲ့အိုစားမျိုးပေါ့ဆိုတော့တေချာလေးတော့စီစဉ်ထားပါတယ်ဒါပေမဲ့ဒါလည်းထုတ်လို့ရရအခုမှစပြီးတော့ကျွန်တော်တို့ဒုတိယမြောက်ကားလေးဖြစ်တယ်ပြီးတော့လည်းကျွန်တော်တို့ကအိုစားကိုထုတ်လို့ရဘက်ကပြင်ဆင်တဲ့ဟာမျိုးကြတော့ဒါအခုမှစပြီးတော့လုပ်တာလေးဆိုတော့ချို့ဟာလေးတော့နည်းနည်းလေးလိုအပ်ချက်လေးရှိပါတယ်ဒါတော့ပြိတ္တတွေအနေနဲ့နားလည်လိမ့်မယ်လို့မြင်ပါတယ်ဟုတ် unstoryable ကတော့ဒါတားဆီးမရနိုင်တော့ဘောနော်ဒါမှကြာခင်တော့ပြိတ္တလက်ထဲကိုဒါရောက်ရှိတော့မှာပါဒီဗီဒီယိုကတော့ action ကိုအဓိကဦးစားပေးပြီးတော့ရိုက်ထားတဲ့ကားလေးဖြစ်ပါတယ်ဟိုဇလန်းကတော့ပါလေးပဲပေါ့ပါလေးပဲအရင်ကြီးဟိုစိတ်အကြီးကလေးမဟုတ်ဘောနော်ဒီကတော့ကျွန်တော်ရဲ့ပထမဆုံး action video ကားလေးဆိုတဲ့ဟာမျိုးကိုချပြခြင်းတဲ့အတွက်ချပြခြင်းတဲ့ရည်ရွယ်ချက်နဲ့ပဲကျွန်တော်ရိုက်ခဲ့တာဖြစ်ပါတယ်ဟို action တွေများမယ်ဒီကားမှာဒီကားလေးကတော့ကျွန်တော်ပုံမှန်အဲ့လိုစိန်အယောင်းဝယ်လုပ်နေတဲ့ဒါစီဝိုင်းလူငယ်တယောက်ပေါ့အဲ့လိုမျိုး character ပါပဲဟုတ်ကဲ့ဒီကားလေးကိုရိုက်တာတော့ဒီ Shutter Production ပေါ့ Shutter Production ကရိုက်ထားတာပေါ့နော်အဲ့ဒါဆိုဒီ Bonanza Production ကနေပြီးတော့ထုတ်မယ်ပြီးတော့ Shutter Production ရဲ့ Director ကိုအားကရိုက်ထားပါတယ်ဟုတ်သူကတော့ပုံမှန် action ကားတွေရိုက်နေကြပေါ့ဟုတ်အဲ့ဒါသိကြပါတယ်ဒါအရင်ကားတွေကတော့ဟိုပေါ့ပါလေးပဲဒါဟာတာဆိုလဲဟာတာဒါ indoor တွေများတယ်ပေါ့နော်drama တော့ကဆိုလဲ indoor scene တွေတော်တော်များတယ် outdoor ကနေဆိုတော့ outdoor ပြင်ထွက်ရာဒီဥတို့ကမြန်မာနိုင်ငံဒီရန်ကုန်မှာနည်းနည်းလေးပူတယ်ပေါ့ပူရဆိုအဲတောက်လျှောက်ကဒီ highway လမ်းမပေါ်မှာဟိုရိုက်ရတဲ့ပုံစံမျိုးဆိုတော့အရန်နဲ့ပူတယ်ပြီးတော့ဒီ
fighting နေချရတော့အရန်ပူတဲ့နေရာတွေမှာချရတာဆိုတော့ပြီးအင်ကြီးကလည်းအများနဲ့အဲ့ leather jacket တစ်ခုတွေပဲကျွန်တော်ဝတ်တယ်ပေါ့နော်ဝတ်တယ်ဆိုတော့အဲ့လိုအရန်ပူတဲ့အင်ကြီးနဲ့အရန်ပူတဲ့ຢာတွေဦးနဲ့ဆိုတော့တော်တော်လေးတော့ပိုပြီးတော့နှစ်ဆလောက်ပိုပင်မှန်းတာပေါ့ဟုတ်ကဲ့ကျွန်တော်ချင်းကစားဆိုရင်ကျွန်တော်၄နှစ်လောက်ရှိပြီဗျကျွန်တော်စပြီးတော့ဒီ model live တွေကိုမဝင်ခင်လေးကနေကျွန်တော်စပြီးတော့ကစားနေရပေါ့ဟုတ်ဒီ character တော့ကျွန်တော်အတွက်အရင်တော့ခက်ခဲတော့မဟုတ်ပါဘူးဒါတော့ဒီ action ဦးစားပေးဖြစ်မယ်ပြီးရင်character အရာနဲ့ 88 set နဲ့88 set အဲ့လောက်ထိ A set တာတော့မဟုတ်ပုံမှန်လူလိုပါပဲပုံမှန်ရှောက်ချာတယောက်ပေါ့ဘယ်လိုပြောမလဲဟိုပြသားသားပြောတဲ့အဲ့လိုစီးပွားရေးလုပ်ငန်းရှင်တယောက်ပေါ့လုပ်ငန်းရှင်ရေလို့လည်းမဟုတ်ပါဘူးဒီစီးပွားရေးလုပ်နေတဲ့လူငယ်တယောက်ပေါ့လူငယ်တယောက်ဒါအိမ်အောင်ရှင်ပေါ့လူငယ်တယောက်လည်းဖြစ်တယ်ပြီးရင်တိုက်ခိုက်ရေးမှာလည်းကျွမ်းကျင်တယ်ပေါ့ကျွမ်းကျင်တဲ့ပုံစံမျိုးလေးပေါ့ဆိုတော့အဓိကတော့အဲ့ကားထဲမှာက fighting နေတာဇလန်လေးစကားလေးထွက်တာနေတာပြည်သက်တွေခံစားမှာပါလဲဆိုတော့fighting ကိုကျွန်တော်တို့တော်တော်များများ sequence တွေတော်တော်များများ fight sequence တွေပေါ့ချတဲ့အကွက်တွေတော်တော်များများကိုကျွန်တော်တို့ဟိုထည့်ထားတယ်ဟိုအကြာကြီးချရရမျိုးပေါ့အကွက်တွေတော်တော်များတယ်ဆိုတော့အဲ့ဒါတွေရတဲ့အချိန်မှာလည်းအရန်ကိုပင်ပန်းတယ်ဟိုအရန်ကိုလည်းဒါဟိုထိခိုက်တဲ့ဟာလေးကိုအနေရှိတာပေါ့ခန္ဓာကိုဟိုချကန်ထိုးကန်ရတော့ပါအဲ့လိုကန်ရတော့ပေါ့နည်းနည်းအချင်းတော့ရှိတယ်ဆိုတော့ဒီကားလေးကတော့ action ကိုအဓိကဦးစားပေးပြီးတော့လုပ်ထားတဲ့ကားလေးပေါ့သူအများကြီးတင်ပါတယ်